alphabet အဲ့ဆိုချဲ A ကနေ Z ရှိဆိုပြမယ်ပြီးရင်ချဲ random ပြီးမယ်နော် R B C D E F G H I J K L M N O P Q L S T U V W X Y Z ရမလားအဲ့လိုချဲတို့ရေနောက်တစ်ခုသွားမယ်နောက်တစ်ခုကဒီ vocal လဲချဲပြီးရင်ဒီအောက်ကစာတွေကို PDF ဖိုင်ပို့ပေးမယ်အားတဲ့သူကတော့ကူးထားပါတော့ကူးထားရင်တော့ကောင်းတာပေါ့ဒါကကြတော့အတန်ထွက်ချခြင်းလို့ချဲပြီးရင် PDF ပို့ပေးထားမယ်ဒီ vocal လဲဆိုတာက vowel တရကိုပြောတာအင်္ဂလိပ်မှာတရပါရှိလဲအင်္ဂလိပ်တရပါလဲ A E I O U ဂျာမန်မှာလည်းအဲ့လိုပဲ R A E O U ရမလားအင်္ဂလိပ်နဲ့အတူတူပဲခိုင်မြတ်တရခိုင်မြတ်သားမှတ်တာဒီစီချက်စီမှာလားပေါ့ကျွေးမိတာရမလားဂျာမန်တရကလည်းအင်္ဂလိပ်စာနဲ့အတူတူပဲ R A E O U ဟုတ်ပြီနော်အဲ့ချေတို့က umlaut on Sonderzeichen umlaut နဲ့တခြားဖော်ပြချက်တွေ umlaut ဆိုတာကဒီမှာချေတို့ R ပေါ်မှာအဆက်ကလေး20တွေ့လားအဆက်ကလေး20ကိုဂျာမန်မှာ umlaut လို့ခေါ်တယ်ထွက်ကြည့်ပါဦး umlaut ချဲတို့ဒီမှာ R umlaut ဆိုရင် R ပေါ်မှာ umlaut တင်ထားရဆိုရင် R umlaut ဆိုရင် A လို့တန်ထွက်မယ်ထွက်ကြည့်ပါဦး R umlaut A umlaut A umlaut R umlaut A umlaut A O umlaut O yo လို့ထွက်မယ် yo O umlaut yo umlaut yo ဟုတ်တယ် U umlaut U umlaut U ပြန်လိုက်မယ် U umlaut U umlaut ဒါလေးကိုကြတော့ SS လို့ခေါ်မယ် SS ကကြတော့ဒီဟာလေးရေးလို့ရတယ်ဒါမှမဟုတ် S နှလုံးဆင်ပြီးတော့လည်းရေးလို့ရတယ်ကြိုက်တာရေးလို့ရတယ်အဲ့ဒါလေးကိုကြတော့ SS လို့ခေါ်တယ် SS ညမအဆက်ကလေး20ကိုဘယ်လိုခေါ်လဲ umlaut အဲ့ဆိုရင် R umlaut ဆိုဘာအတန်ထွက်မလဲဟုတ်ကစာကြောင်းမှာမြင်နိုင်မယ်စာကြောင်းမှာဆိုရင်ဒီအရှိကR umlaut လေးပဲရေးထားရဆိုချေတို့က R umlaut လို့မထွက်ကြဘူးအဲ့ဒီ R umlaut ကိုတန်းပြီးတော့ ဆိုပြီးအတန်ထွက်ရမယ်ဟုတ်ပြီနော် umlaut O umlaut yo umlaut yo U umlaut U umlaut U ဒါလေးကိုကြတော့ SS ဟုတ်ပြီအဲ့လိုခြေတစ်ခါဆိုပြမယ် R umlaut A O umlaut yo U umlaut U ဒါက SS အဲ့ဆိုရမလားဟုတ်ပြီအဲ့လိုခြေလို့ဆက်သွားမယ်ဒါကကြတော့လမ်းဆိုတာကမြန်မာလိုဆိုရင်ရှေ့တာကိုပြောတာ long geschlossen နဲ့ဆိုတာ close ပိတ်တာ long close vowel က vocal က vowel long close vowel အခုဒီကအတန်ထွက်ပဲဆိုအချဲဒါတွေကိုအဓိပ္ပာယ်မပြောသေးဘူးအခုကကျတော့အတန်ထွက်တတ်ရုံပဲ long close vowel မှာသူက A E I O U ဆိုပြီးတော့ပေးထားတယ်အဲ့ဒါချဲတို့က R နဲ့ပတ်သက်တာကိုထွက်မယ်ဒါလေးကို R လို့ထွက်ရင်ချဲတို့က B နဲ့ R နဲ့ပေါင်းရင်ဘာအတန်ထွက်မလဲ BR ဆိုရင်ဘာလို့ထွက်မလဲဟုတ်တယ်ဘာကိုချဲတို့မှာ D နဲ့ဆုံးလိုက်တော့ဘာအတန်လို့စောက်အောင်ဘာဆိုပြီးတော့ BRD ဘာအဲ့ဆိုရင် N နဲ့ R နဲ့ပေါင်းတော့ R နဲ့ N နဲ့ပေါင်းတော့ ra ဟုတ်တယ်နော် ra ကိုထေပေါင်းတော့ rat ဒါလေးကိုချဲတို့က R ရဲ့ရှေ့မှာ B ရှိရဆို BR ဆိုတော့ဘာဟုတ်ပြီ DAN ဆိုဘာအတန်ထွက်မလဲbaden ဟုတ်တယ်အဲ့တော့ဒီမှာချဲတို့က R ရဲ့ရှေ့မှာ B ရှိရ BR ဆိုရင်TAN ဆိုရင်ဟုတ်တယ်အဲ့ဆိုရင် barten ဒီမှာ R ရဲ့ရှေ့မှာ L ရှိရဆို LR ဆိုရင် ra လို့ထွက်မယ် TAN နဲ့ဆိုရင် barten
braten ဟုတ်တယ် button BNR ဆိုရင် bra ဖြစ်နေတယ် Bra BNR bra 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 TAN 10 braten Braten အဲ့ဆိုရင် GRBAN ဆိုဘယ်လိုထွက်မလဲ Given Gaban Given ဒါပဲဖြစ်မှာဆို GR ဆိုတော့ GAN Gaban Gaban ဟုတ်ပြီအဲ့လိုချဲပြန်ထွက်သွားမယ် bat rat baden baten raten braten gaben ဖြည်းဖြည်းပြန်ထွက်ရမယ်နော် bat rat baden baten raten braten gaben ရမလား အဲ့ဆိုနေဝင်းထုဆိုပြမယ်ချက်ဥဒါလေး baden baden braden braden garden gaban ဟုတ်ပြီဒါမှမှန်လဲအဲ့ဆိုချေတို့ A ကိုဆက်သွားမယ်ချေတို့က BA ဆိုတော့ဘာတန်ထွက်မလဲ BA B TAN ဆိုတော့ Baten Baton ဟုတ်တယ်အဲ့ဆိုချေတို့ကမှ NA ဆိုဘာတန်ထွက်မလဲ Ray ဟုတ်တယ် DAN နဲ့ပေါင်းတော့ Radon ဟုတ်တယ်အဲ့ဆို DAGAN ဆိုဘာတန်ထွက်မလဲ Vegan မှန်တယ် Vegan Vegan ချေတို့က LABAN ဆိုဘာတန်ထွက်မလဲ Liban Liban ဟုတ်တယ်လေးပဲမှန်တယ် Liban အဲ့ဆို VAGAN ဆိုရင်ရော Vegan ဟုတ်တယ် vegan မှန်တယ် Vegan ဟုတ်တယ်မှန်တယ် Vegan အဲ့လိုချက်တစ်ခါဆိုပြမယ်ကျန်တဲ့သူတို့ရမလား ရပါတယ် Baton Raden Degan Leban vegan ရမလား Hot အဲ့လိုချက်ကို Sarah ဆိုပြမယ် Sarah Baton, ဖြည်းဖြည်းဆိုမယ်နော်ရတယ်အဲ့ဒါနဲ့မှ Baton, Raiden, Dagan, Laban, Vegan. ဟုတ်တယ်ဆရာတို့ကပြီးတော့ E ကိုဆက်သွားမယ် TE ဆိုဘာအတန်ထွက်မလဲ TE T, T TENDA ဆို T there Indian T there Indian DA ဆိုရင် there ထွက်မယ် T there T ဟုတ်တယ် T there ဒီမှာဆရာတို့ကဟာ E ဆိုရင်ဘာအတန်ထွက်မလဲဟာ E he ဟုတ်တယ် RENFAN ဆိုရင်he fan Hey fan တကယ်လို့သူကဒီမှာ n မပါအောင်ဆိုရင် he fan ဖြစ်မယ်တကယ်လို့ကဒီမှာ n ပါတော့ he fan ဆိုပြီးပြောပါနော်သိရနော် Hey fan he fan 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 အဲ့ဆိုဒါလေးကိုဘယ်လိုထွက်မလဲ Kids, Hisse Kitten ဟုတ်တယ် his Hisseတော့ရမှလာကြမယ် Hisse လဲလားအဲ့ခေါင်းခါနေစမ်းလားလဲလေဒီမှာအခုပဲအတန်ထက်တွေထွက်တတ်နေပြီအဲ့ချက်တစ်ခါဖွင့်ပြမယ် T there he fan says Hisse အဲ့ဆိုချက်ကိုစိုးရတနာထုံဒါလေးဖတ်ပြမယ် Tiden, Hiffen, Tizen, Hissen, hisလို့ထွက်မယ်နော် his ဟုတ်တယ်အဲ့ချက်တို့ဆက်သွားမယ် O နဲ့ဆက်တာ BO ဆိုဘာအတန်ထွက်မလဲ BO O DAN ဆိုတော့ Plan Boden အဲ့ဆို Boden Boden အဲ့ဒါလေးထွက်ကြည့်ပါဦး NODAN ဆိုရင် Roden ဟုတ်တယ်မှန်တယ် SOGAN ဆိုရင် Sogan Organ ခုနပြောခဲ့ရလေဂျာမန်မှာ S ဆိုရင်ချယ်တို့ကအတန်ထွက်ရင် Z အတန်ထွက်ပြရမယ်ဆိုရင် Sogan ဖြစ်ပြီ Sogan Sogan အဲ့လို Sogan NOBAN ဆိုရင် Loban Orban ဟုတ်တယ် BOTAN ဆိုရင် Boden ဟုတ်ပြီဒါဆိုရင် SOGAN ဆိုရင် Sogan ဟုတ်တယ် Sogan မှန်တယ် Z ဆိုရင်ချယ်တို့က S တန်ဆိုတော့ Sogan ချယ်တစ်ခါဆိုပြမယ် Boden Roden Sogan Loban Boten Sogan ဟုတ်တယ်အဲ့လိုချက်ကိုဘာလို့ဆိုပြမယ်ဒါလေးကို Boden, Roden, Sogan, Loban, Boden, Sogan. Sogan ဟုတ်ပြီချက်တို့ U ကိုဆက်သွားမယ်ခါ U BAN ဆိုခါ U ဆိုတော့ Ku Ho ဖူပါဟုတ်တယ်နော် ဖူပါ အဲ့ဆို LUN လေးရဆိုရင် Luna LUN လားဆိုရင် Lu Luna Luna ဟုတ်ပြီအဲ့ဆိုရင်ဖူပါ Luna ဟုတ်ပြီချက်တို့ဒါကိုပြည့်စုံအောင်ဆိုမယ် Cuba Luna ဟုတ်ပြီအဲ့ဆိုရမလား 好မြင်ရပြီတချင် ခုခါ UN Z ခုဆိုတာကတူတာခုစကတူတာ offness ဆိုတာက open ကိုပြောတာ
네. open vocal လဲဆိုတော့အဲ့ဆိုရင် short open vowel ခြေတို့ကဒီမှာလည်းအဲ့လိုပဲ R A E O O ကိုခြေတို့ကအတန်ထွက်မယ်ဒီမှာဆိုရင်သူကကိုစွန်းနဲ့နှလုံးထပ်ထားတယ်အဲ့ဆိုခြေတို့က N R T ဆိုပါထွက်မလဲ Rat. right T ဆိုတော့ Pe. T အဲ့ဆိုရင် rat Rat. T အဲ့ဆိုဒါလေးကို G R T T A ဆိုရင် Rat. T ဟုတ်တယ်မှန်တယ် Rat. G R S S A ဆိုရင် Yes. Gase. ဟုတ်တယ် gase F R S S A N ဆိုရင် Fasten. fan Fasten. အဲ့တော့ဒီမှာသူက N ပေါင်းထားတော့ fasten ဖြစ်သွားမယ် fasten Fasten. ဟုတ်ပြီဒါလေး N R M M A N ဆိုရင် Ramen. ramen မဟုတ်ဘဲနဲ့ကျွန်တော် N ပေါင်းထားတော့ ramen ramen Ramen. အဲ့ဒီက N R F F A N ဆိုရင် Refan. 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 အဲ့ဒါချိန်တစ်ခါဆိုရမယ် rate gate gase fasten ramen rafen နော် 好。 အဲ့ဒါရမလား 好。 အာရရင်တဲ့ကို iPhone ဆိုမယ် Rate, gate, rate လို့ဆိုမယ်နော် rate gate rate, gate, gase, ခြေတော့မဟုတ် passe, ram, အောက်ကမြင့်တယ်မဟုတ် NRT ဆို ra အောက်ကမြင့်တယ် rate rate, rate gate gate, gase, passe, ramen, fasten ဟုတ် ramen ramen, rafen, ဟုတ်ပြီခြေကိုမျက်လွင်ဆိုကြည့်ပါဦးမျက်လွင် rate Rate, gate, gate gase passe, fasse, fasten fasten, ramen, ramen, rafen rafen, ဟုတ်ပြီမိမိဆိုကြည့်ပါဦးမိမိ rate, gate, gase, fasse, ramen, rafen. ဟုတ်တယ် rafen ခြေတို့ A နဲ့ဆက်တဲ့ဟာကိုသွားမယ် NATTAN ဆိုရင်အပေါ်ဟန်နဲ့ဆင်းတယ် NAT ဆိုတော့ red TAN ဆိုတော့ tan ဆိုတော့ rattan Rattan. rattan ဒါဆိုရင် KATTAN ဆိုရင် katan Pattern. What? BATTAN ဆိုရင် What? Pattern. rattan Pattern. rattan ဒါက SALLA ဆိုရင် seller Seller. seller Seller. VALLA ဆိုရင် veller Veller. veller Veller. ရာဆိုရင် BATT ဆိုရင် bat Bat. bad, TALLA ဆိုရင် Tailor. Tailor. tailor ဟုတ်တယ် MASSAN ဆိုရင် Mesa. Mesa. တယ် mesa sa, HELLAN ဆိုရင် Kela. Ella. Kela. အဲ့တော့ချိန်တစ်ခါဆိုပြမယ် rattan catan fatten seller feller fat tailor mesa kasa, tailor SOLLAN ဆိုရင် zolan လို့ထပ်မယ် zolan Solan. zolan Solan. VOLLAN ဆိုရင်ဘာအတန်ထွက်မလဲ Poland. Poland. Poland, Poland. Poland, Poland Poland. Poland, SOLLAN ဆိုရင် Sonan. zolan Poland, အဲ့တော့ဒီမှာ तू က n ပေါင်းထားတာဆိုတော့ zone ဖြစ်သွားမယ် zonan Sonan. zonan ဒါဆိုရင် NOLLA ဆိုဘာဖြစ်မလဲ Roland. Poland, roland roland ဒါဆိုရင် roland ဒါဆိုရင် VOLLA ဆိုဘာအတန်ထွက်မလဲ Poland. Poland, Poland Poland. SOLLA ဆိုရင် Sonan. အဲ့တော့ Sonan. S ဆိုရင် Z အတန်ထွက်မယ်ဆိုတော့ zone Sonan. Sonan. Poland, SOMMAN ဆိုရင် Soma. Soma, HOMMAN ဆိုရင်ရော Homan. 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 common လို့ဒါကိုကြတော့ common လို့ထွက်မယ် common Homan. အောက်ချက်ထွက်ရမယ် zolan bolan zonan rolle phone zone soma common ရမလား zolan ချက်တော့ S ဆိုရင် Z တန်ထွက်မယ်ဆိုတော့ zolan လိုက်ဆိုမယ် zolan Solan. Poland. BOLLAN ဆိုရင် volan Poland. Poland, Poland. volan SOLLAN ဆိုရင် zonan Poland, Sonan. ဟောဒီမှာ zone
SON ဆိုတော့ဇွန်အတန်လေးကခုနဖြစ်ပါမယ်ဇွန်နန် ဇွန်နန် ဒါဆိုရင် NONLA ဆိုရင် Roland ရိုလန် Roland ရိုလန် ဒါဆို VONLA ဆိုရင် Vone ရိုလန် Vone ဟုတ်တယ် SONLA ဆိုချေတို့က S ဆိုရင် Z တန်ထွက်ပြီးပြောထားတော့ Zone ဇွန်နေ Zone ဒါဆိုရင် SOMME ဆိုရင် Zoma ဆောမ Zoma ဟုတ်တယ်ခါ OMME ဆိုရင် Comment သူကကျတော့ Comment ဖြစ်တော့ဒီမှာဆိုရင် SOMME ဆိုရင် Zoma ဖြစ်တယ်လေသူကကျတော့ခါ OMME ဆိုရင် Comment ဖြစ်ပါနဲ့ Comment ကွန်မန် Comment ကွန်မန် ဒီအိမ်မှာအားအချိန်ပြန်ဖတ်မယ်နော် ဟုတ် ကျတို့ကပြီးတော့ဦးနဲ့ဟာကိုသွားမယ်ခါဦးထေဆိုတော့ခော့ထေရန်ဆိုတော့ထခွတ်ထ ခွတ်ထ 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 M ဦးထေရန်ဆိုဘာတန်ထွက်မလဲ မုတ်ထ မုထဆိုတာကဒီမှာပြောတာဒီမှာအမေကိုပြောတာမုထဆိုတာအမေ မုတ် ကို ထ ပြောတာ မ မုထ ထ ဒါဆိုရင်ထေဦးထေရန်ဆိုရင် ဝတ်ထား ထ ဝတ်ထား S U P P A ဆိုရင် စုပ ဇာပယ် super စုပ လက်တန်လေးထွက်မယ်ဆိုတော့ super စု စု ပ ပ ယ် ဟုတ်တယ် စုဖဲ N U M M E N ဆိုရင် numa နုမ မ numa ဆိုတာနံပါတ်ကိုပြော numa နုမ နုမ ဘေးဦးထေရန်ဒီမှာပါပြီးသားပုထ ဝတ် ခွတ်ထ ထား အဲ့လိုချဲဆိုပြမယ်ခွတ်တာမွတ်တာပုတ်တာစုဖဲနုမာပုတ်တာနောက်တစ်ခါပြန်ဖတ်ရမယ်နော်ခွတ်တာမွတ်တာပုတ်တာစုဖဲနုမာပုတ်တာ พุทธา ရမလားအတန်ထွက်တယ်လေအခုမှအစဆိုစိတ်မပူနဲ့နောက်ကျရင်ဖန်ရင်နဲ့နည်းနည်းဟိုပြန်လာအခုတော့မှတော်တော်ဖတ်တတ်နေပါပြီခုနကမှ ABC တွေတင်တာအခုဒါလေးဖတ်တတ်ပြီဆိုတော့မဆိုးပါဘူးအဲ့ဒါချဲလို့စားအောင်ဒါကတစ်သုံးခဲဆိုတာကတရတွဲချဲတို့ခုနအပေါ်မှာဘောင်ဝယ်ဆိုပြီးတော့ဘုခါလဲဆိုပြီးချဲတို့R A E O U လေဘောင်ဝယ်ချဲတို့ကဒါကကြတော့တစ်သုံးခဲဆိုတော့တရတဲ့ဒီမှာ R နဲ့ E နဲ့ပေါင်းရင်ဘာအတန်ထွက်မလဲ A နဲ့ E နဲ့ပေါင်းရင်ဘာအတန်ထွက်မလဲဆိုတာသိရမယ်ချဲတို့ကဒီမှာ R E ဆိုရင် I R E I A E I ဒါဆိုကြည့်မယ် R E I A E I I R A R A I I I A E I ဟုတ်တယ် R E I A E I ဆိုမယ် R E I A E I A U ဆိုချဲတို့က Y လို့ထားမယ်အနည်းဆုံးအတန်ကအင်္ဂလိပ်စာမှာ O I N Y ဆိုပြီး C ဆိုတဲ့အတန်ရှိရလေ Y အဲ့ဒီအတန်နဲ့သွားတူတယ် A U Y A U Y Aဆိုကြည့်ပါဦး A U I A U Y Y ဟုတ်ပြီနော်အဲ့ဒါဆိုကြည့်မယ် R E I A E I R I I I A U Y A U Y A U I Y နော် Y Y R U ဆိုရင်အောင်လို့ထွက်မယ် R U အောင် R R R U အောင် အဲ့ဒါ E A ဆိုရင် E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  အဲ့ဆက်ပြဆိုမယ် R E I A E I ဆိုမယ် R A I I A U Y A U Y A U I Y R U အောင် E A E E E ရမလားချက်တစ်ခါပြန်ဆိုပြမယ် R E I A E I A U Y A U Y R U အောင် E A E ရမလား ဟုတ် အမချဲလို့သွားမယ် R E I A E I ကိုသွားမယ်ချဲလို့ကဒီမှာ A epsilon ဆိုပြီးရေးထားတယ်အဲ့ဒါကိုလည်းချဲလို့က I လို့တန်းထွက်တယ်ဟုတ်ပြီနော် A epsilon ကိုလည်း I လို့ထွက်တယ်ဒီဘက်က R epsilon ကိုလည်း I လို့ထွက်တယ်ချဲလို့ကအရှိဟာကိုပဲဆိုမယ် R E I A E I အဲ့တော့ချဲလို့ဒီမှာဘေး A E I ကိုဘေးပေါင်းတော့ bind ဖြစ်မယ် bind ချဲလို့ကဒီမှာ N ထပ်ပေါင်းတော့ bind I bind ကိုအတန်လေးအောင်နေဖြစ်ပါ bind ဒါဆိုရင်ချဲတို့က AEI ကို S ပေါင်းတော့ S ဆိုရင်ချဲတို့က Z အတန်ထောက်ကမယ်ဆိုတော့ Die အောက်မှာချဲတို့က TA ပေါင်းတော့ Zai ထဲ Zai ထဲ မချဲတို့က REI ကိုဟာပေါင်းတော့ဘာဖြစ်မလဲ Hi Hi
high ကိုမှ and ပေါင်းတော့ high Hai. 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 high ဒါဆိုရင် high ကို तू ကဒီမှာ a ပေါင်းထားရင်ဆိုတော့ဒီ and a ဆိုပြီးတော့ ne ဆိုတတ်မယ် high ne ဆိုပြီးတော့တတ်မယ် Hai high ne. ne Hai ne. Hai high ne. ne Hai ne. အဲ့ဒါတွေကိုထွက်ကြည့်ပါအောင် i i ကို s ပေါင်းနော် Hai ne. Sai Sai ne. che. Sai che. Sai Okay, che. man. Hai che. Hai. bind de Hai bind ne. de Hai de. Hai Hai de. de. ဒီမှာ a u c လုံးက r e i နဲ့အတူတူပဲမှန်လား r e i ဆိုရင် m Mai. r e i ဆို mind ဖြစ်သွားမှာလား Hai. Mai. m r e ကို a m ပေါင်းတော့ maya Maya. maya Maya. Nhà. ဒီမှာဆိုရင် a e i ရဲ့ရှေ့မှာ ka n ရှိတော့ climb climb ကိုမှချက်လို့ n ပေါင်းတော့ climb Lai. a e ကို n ပေါင်းတော့ mine ဖြစ်မယ် n ပေါင်းတော့ mine အဲ့ကကိုကိုပြော mine လို့ပြောရင်အင်္ဂလိပ်လို့ဆိုရင် my mine ပဲအဲ့ဆိုရင် mine Mai. ဒါလေးက spine Mai. survey ဆိုတော့ spine Vai. Vai. အဲ့ကကျတော့အင်္ဂလိပ်လိုနံပါတ်2ကိုပြောတာ spine ဆိုပြီးတော့ Spine. spine အတန်းထွက်ကြည့်မယ် spine Spine. Hai. ချက်တစ်ခါပြန်ထွက်ကြမယ် r e i a e i spine Seite high higher Hai Seite ne. Beide Maya Climb Mine Fine Hai. ဟုတ်ပြီတူတူဆိုကြည့်မယ်အကုန်တူတူဆိုမယ် Fine Fine Fine. Hai. ဟုတ်ပြီ Mai. Xuân. Ba. Fine လို့ထပ်မယ် Spine Spine. ဓာတ်နဲ့ var နဲ့ဆိုတော့ဇာတ်နဲ့ v နဲ့ဆိုတော့ spine လို့ပြောရမယ် spine Hoa. ဟုတ်ပြီဒီထဲမှာမထွက်တဲ့အတန်ထွက်ရှိလားမရှိရင်မေးမယ်နော်ချက်တစ်ခါလေ နောက်ဆုံးမှတော့ခုနကဟောလိုင်းကြောက်ဟာလို့ ဟော အတန်ထွက်တယ် my မိုင်း my ဆိုတာအင်္ဂလိပ်လို့ဆိုကျွန်တော်ကိုပြော my 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 နဲ့အတူတူပဲ my ဒါကကြတော့ spine ဆိုတော့အင်္ဂလိပ်သင်္ကေတ2 1 2အဲ့ဒီက2ကိုပြောတာ set နဲ့ v နဲ့ဆိုတော့ spine ထွက်ကြည့်ပါအောင် spine ကို Spine. ဟုတ်တယ် spine အဲ့လိုချဲအစားဆုံးတစ်ခါဆိုပြမယ် r e i a e i spine side high ဆိုင်တယ်ဟိုင်းဟိုင်းနဲ့ higher side bider Bai. maya climb climb my Maya. spine Bai. Mai. အဲ့ဒါရမလားဘယ်လုံးမဖတ်တဲ့အတန်ဖတ်တာရှိလဲချဲဆိုခိုင်းမှာနော် random တယောက်ဆိုခိုင်းမယ်အခုကြည့်တာဘယ်လုံးမဆိုတတ်တာရှိလဲ my spine ဒါဆိုရင် side high higher side bider maya climb Mai. Spine. ရမလားဟုတ်ပြီအဲ့လိုချဲလို့ဆက်သွားမယ်ဒါက a u y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  မှာချဲလို့က a u ဆို y b နဲ့ဆို boy အဲ့မှာချဲလို့က b a u t ဆိုရင် boy tail လို့ပြောရမယ်အတန်က boy tail ထွက်ကြည့်မယ်မိုင်းဖွင့်ပြီးတော့ White hair. White hair. boy tail White hair. ဒါကကျတော့ l a u t ဆိုရင် white tail White hair. Right. White hair. white House. ဟောက်စားဆိုတဲ့ချက်ကဒီသူကအုံးမလောက်ပါတော့ white စားဆိုပြီးပြောပါမယ် white ဆိုပြီး Wiser. တကယ်လို့ဒီမှာ White hair. အုံးမလောက်မဟုတ်ဘဲနဲ့အာဆိုရင်ဟောက်စားလို့ထပ်မယ်ဟုတ်တယ်အမှန်တယ်ခုနကဒီမှာအုံးမလောက်ဖြစ်နေတော့ white စားလို့ဖတ်မယ်နော် Wiser. White white hair. စားဟုတ်ပြီအပြတ်ဖတ်ပါအောင် white hair Wiser. Wiser. ဒါကို boil လဲလို့ဖတ်မယ် l a ဆိုတာလဲ boil လဲ Wiser. ဒါဆိုရင် boil မဲ Female. ဟုတ်တော့ပေါင်းမဲ Power. ပေါင်းမဲဒါက rhyme မဲ Rhyme. Rhyme. rhyme မဲ Rhyme.ဒါကိုထောင်းမဲ Trauma. Trauma. ဒါကို noy Noi. White. ဒါကို white hair White. White hair. White. ဒါဆိုကြည့်မယ်နောက်ကလိုက်ဆိုမယ်
white Whiter. white Whiter. wiser Wiser. Paule Paule. Violet Violet. Bauman Bauman. Ramen Ramen. Traume Noi. white hair White. White. ခြေတစ်ခေါက်ဆိုရမယ် white hair light hair wiser Violet Baumer Rhyme Traume Noi white hair ဒါပေမဲ့အကုန်လုံးတူဆိုကြည့်မယ် white hair Whiter. White. Whiter. Friday. အဲ့ရမလား Oh. meter Shiba Shiba. Lida Deacon. Familiar. Brief. familiar ဟုတ်ပြီနောက်တစ်ခါဆိုကြည့်ပါဦး meter Meter. Shiba. Leader. ten Vegan. Brief. familiar brief ဒီမထွက်တဲ့စလုံးရှိလားမထွက်တဲ့အတန်ထွက်ရှိလား